สวัสดีค่ะมิงลาเช่ဒီနေ့တော့အသုံးများတဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ထိုင်းစကားလုံးလေးတွေကိုလာပြောမျှဝေပေးမှာဖြစ်ပါတယ်ရှင်အခုတလောမိုးရီစတိုက်ရွာပြီးတော့မကြာခဏနေမကောင်းလေးဖြစ်ကြရပေါ့နော်အဲ့ဒီခါတော့အလုပ်ရှင်တွေကိုခွင့်တောင်းပြီးဒီဆရာဝန်တော့ပြဖို့လိုလာပြီးဆိုလို့ရှိရင်ထိုင်းလို့ဘယ်လိုပြောရမလဲအလုပ်ကခေါင်းဆောင်ကိုခွင့်တောင်းပြီးတော့ဈေးခန်းတော့ပြချင်တယ်ဆိုလို့ရှိရင်ขออนุญาตหยุดงาน1 วันได้ไหมคะขออนุญาตหยุดงาน1 วันได้ไหมคะขออนุญาตหยุดงาน1 วันได้ไหมคะขออนุญาตဆိုတာခွင့်တောင်းတာหยุดงานဆိုတာအလုပ်နာဖို့1 วันဆိုတာတရက်ပေါ့နော်ဒါကြောင့်အလုပ်တရက်နာခွင့်တောင်းမယ်ဆိုလို့ရှိရင်ขออนุญาตหยุดงาน1 วันได้ไหมคะယောက်ျားလေးဆိုရင်တော့ได้ไหมครับပေါ့နော်ဒီနေ့နေမကောင်းလို့ပြောမယ်ဆိုရင်วันนี้ไม่สบาย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 ဒီနေ့နေမကောင်းဘူးมีไข้มีไข้มีไข้ဆိုလို့ရှိရင်အဖျားရှိတယ်နေမကောင်းဘူးဖျားနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်จะไปหาหมอค่ะจะไปหาหมอค่ะယောက်ျားလေးဆိုရင်จะไปหาหมอครับဆရာဝန်နဲ့တော့ပြမလို့ပါရှင်ဆရာဝန်နဲ့တော့ပြမလို့ပါခမဘောနော်တကယ်လို့ကိုကဆေးရုံဆေးခန်းရောက်သွားပြီဆိုတဲ့အချိန်ကျရင်ကျတော့မဟာหมอค่ะဆေးရုံကဝန်ထမ်းကိုတွေ့လိုက်တဲ့အချိန်မှာမဟာหมอค่ะမဟာหมอค่ะမဟာหมอค่ะအဲဆိုလို့ရှိရင်ဆရာဝန်နဲ့လာပြတာပါရှင်လာပြတာပါခမဘောနော်โรงพยาบาลไปทางไหนคะโรงพยาบาลไปทางไหนคะโรงพยาบาลไปทางไหนคะယောက်ျားလေးဆိုရင်တော့โรงพยาบาลไปทางไหนครับအဲ့တော့ဆေးရုံကိုဘယ်လိုသွားရလဲလို့မေးတာပဲဖြစ်ပါတယ်တကယ်လို့ဆေးရုံရောက်လို့ရှိရင်ဆေးရုံကဝန်ထမ်းတွေတုံ့ဟုတ်ဆရာဝန်ကမေးမယ်ပေါ့နော်มีอาการอะไรบ้างมีอาการอะไรบ้างมีอาการอะไรบ้างဆိုတော့ဘယ်လိုခံစားရလဲလို့မေးတာပါကိုယ့်ရဲ့ဝေဒနာကိုမေးတာပေါ့နော်ဘယ်လိုဝေဒနာမျိုးခံစားရလဲလို့မေးတာပါไอมีเสมหะไอมีเสมหะไอဆိုတာကချောင်းဆိုးတယ်มีเสมหะဆိုတာကချွဲတလိပ်ပါရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်เป็นหวัดน้ำมูกไหลเป็นหวัดน้ำมูกไหลเป็นหวัดဆိုတာကနာစီးတယ်น้ำมูกไหลဆိုတာนายีอยู่တယ်ပေါ့နော်ปวดท้องเสียปวดท้องเสียปวดท้องဆိုတာไปနာတယ်ไปအောင်တယ်ท้องเสียဆိုတာကဝန်းသွားနေတယ်လို့ပြောတာပါปวดหัวเวียนหัวปวดหัวเวียนหัวปวดหัวဆိုတာကခေါင်းကိုက်တာပဲဖြစ်ပါတယ်เวียนหัวဆိုတာကခေါင်းချချလေအောင်မူးနေတယ်လို့ပြောတာပါอาเจียนဆိုတာကအန်နာပေါ့နော်อ้วกဆိုတာလည်းအန်နာပဲอ้วกနဲ့อาเจียนကအဓိပ္ပာယ်တူတူပဲနော်လေပင်နာတယ်ဆိုရင်เจ็บคอလေပင်နာတယ်หนาวสั่นဆိုတာချမ်းတုံနေပါတော့ဖျားပြီးတော့ချမ်းတုံနေအောင်ပြောတာဖြစ်ပါတယ်နောက်တစ်ခုအရင်အားနေတဲ့အချိန်မှာဆိုနားထဲကနေလီထွက်တဲ့ပုံစံမျိုးဖြစ်တတ်လေเนาะအဲ့ဒါကိုကျတော့ลมออกหูလို့ခေါ်တယ်အဲ့ဒါကနားထဲကလီထွက်နေတယ်လို့ပြောချင်တာဖြစ်ပါတယ်ရှင်เป็นผื่นคันต้องมาเขาตะกูลงเป็นผื่นคันทั้งตัวเลยเป็นผื่นคันทั้งตัวเลยဆိုလို့ရှိရင်ခန္ဓာကိုယ်တစ်ခုလုံးအဲ့လိုရားရံနေရပါတော့အလက်ဂျစ်လိုမျိုးထားနေတယ်လို့ပြောချင်တာဖြစ်ပါတယ်တကယ်လို့မြင်မြန်တက်တာချင်းလို့ဆရာဝန်ကိုဆေးထိုးပေးစီချင်တယ်ဆိုလို့ရှိရင်ฉีดยาได้ไหมหมอฉีดยาဆိုတာဆေးထိုးတာหมอကဆရာဝန်ฉีดยาได้ไหมဆိုတော့ဆေးထိုးလို့ရလားဆရာဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နောက်ဆုံးဆရာဝန်နဲ့ပြပြီးလို့ဆေးဖိုးရှင်းတော့မယ်ဆိုရင်ค่ายาเท่าไหร่คะค่ายา